အားလုံးပဲမင်္ဂလာပါ Talking for Bob မြန်မာကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စောင့်ကြည့်သွားရမယ်မြန်မာလေရေးစင်မြတ်သမီးတင်ရဲ့နီးပြချုပ်အသစ်ကြောင်းနဲ့နောက်ဆုံးရရှိထားတဲ့မြန်မာဘောလုံးသတင်းတွေအကြောင်းကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပြောပြပေးချင်တာကတော့မကြမီရပိုင်းတွင်မှာကျင်းပသွားရမယ်2026မြန်မာ National League UNICEF ဘောလုံးပြိုင်ပွဲရဲ့အကြောင်းပဲဖြစ်ပါတယ်လာမယ့်မေလ23ရက်နေ့မှာတော့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်နဲ့မြန်မာ National League တို့ပူးပေါင်းပြီးတော့အခုနှစ်ဘောလုံးရာသီအတွက်2026မြန်မာ National League UNICEF ဘောလုံးပြိုင်ပွဲကိုစတင်ကျင်းပသွားမှာဖြစ်ပါတယ်အခုနှစ်အတွက်ကျင်းပမယ်မြန်မာ UNICEF League ဘောလုံးပြိုင်ပွဲကိုတော့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကနေတက်တန်းလိုက်လူငယ်အသင်းတွေဖြစ်ကြတဲ့မြန်မာ UNICEF ခွန်တင်နဲ့မြန်မာ UNICEF 6တင်ကဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပြီးမြန်မာ UNICEF ခွန်တင်ကတော့ဖေကိုအသင်းအနေနဲ့ဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်တယ်လို့မြန်မာ UNICEF 6တင်ကတော့ Galaxy အသင်းအနေနဲ့ဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်နောက်ပြီးတော့တခြားပြိုင်ပွဲဝင်အသင်းတွေအနေနဲ့မြရီအသင်းချင်းလန်အသင်းရတနာပုံအသင်း AR United အသင်းဒဂုံစတာအသင်း ISP အသင်းရန်ကုန် United အသင်းရှမ်း United အသင်းဟန်တာ United အသင်းသစ္စာအာမန်အသင်းရန်ကုန် City အသင်းနဲ့စကိုင်း United အသင်းတွေကဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်အခုနှစ်ဘောလုံးရာသီအတွက်ကျင်းပသွားမယ်2026 UNICEF အမှတ်ပေးဘောလုံးပြိုင်ပွဲကိုတော့ရန်ကုန် United ကွင်းတောင်တကုံကွင်းတီဟာဒီပါကွင်းနဲ့ M3 မြခင်တူကွင်းတွေမှာကျင်းပသွားမှာဖြစ်ပါတယ်နောက်ထပ်ပြောပြပေးခြင်းတဲ့သတင်းကတော့ရခိုင် United အသင်းရဲ့တိုက်စစ်မှုဟောင်းကိုခေါ်ယူအားပေးခဲ့တဲ့ရန်ကုန် United အသင်းရဲ့အကြောင်းပဲဖြစ်ပါတယ်မြန်မာ National League ရဲ့ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ရန်ကုန် United အသင်းဟာလာမယ့်ဘောလုံးရာသီမှာတိုက်စစ်အင်အားပိုဖြစ်တဲ့အနေနဲ့ရခိုင် United အသင်းရဲ့တိုက်စစ်ကစားမဟောင်းမူစတာဘာကိုခေါ်ယူလိုက်ပြီးဖြစ်တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန် United အသင်းရဲ့ထုတ်ပြန်ချက်တွေအရသိရှိရပါတယ်ရန်ကုန် United အသင်းကနေခေါ်ယူလိုက်တဲ့အသက်30အရွယ်တိုက်စစ်ကစားမမူစတာဘာအရက်6ပေတီရှိသလိုထွားချိုက်တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတာကြောင့်တိုးအားယုံအောင်ကောင်းမွန်ပြီးပြိုင်ဘက်သင်းရဲ့ခါစစ်ကိုထိုးဖောက်တတ်တဲ့ကစားသမားတစ်မျိုးလည်းဖြစ်ပါတယ်မူစတာဘာပြီးခဲ့တဲ့ရာသီကရခိုင် United အသင်းတို့အကောင်းဆုံးခြေစွမ်းတစ်ခုကိုပြသနိုင်ခဲ့ပြီးတော့ပြီးခဲ့တဲ့2025-2026မြန်မာ National League ရာသီပြီးဆုံးချိန်မှာအသင်းတို့သင်းကို10ဂိုးထိသွင်းယူပေးထားနိုင်ခဲ့သလိုဂိုးဖန်တီးမှု6ချိန်ကိုလည်းပြုလုပ်ပေးနိုင်ခဲ့ပါတယ်ဒါကြောင့်မူစတာဘာအနေနဲ့နောက်လာမယ့်ရာသီမှာရန်ကုန် United အသင်းတို့ဘလောက်ထိခြေစွမ်းပြသနိုင်မလဲဆိုတာကတော့စောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့စောင့်ကြည့်သွားရအောင်မဲ့မြန်မာလေရေးစင်မြတ်သမီးတစ်ရဲ့အကြောင်းပဲဖြစ်ပါတယ်ဂျပန်နိုင်ငံသားနီးပြယူကီတက်ဆူရိုနဲ့လန်ခွဲပြီးနောက်ပိုင်းမှာနီးပြချုပ်ရာထူးလက်လက်နေတဲ့မြန်မာလေရေးစင်မြတ်သမီးတင်ဟာဇွန်လတွင်းရှင်ပြိုင်ကစားမဲ့၃နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲမတိုင်ခင်ဂျပန်နိုင်ငံသားနီးပြတအူးကိုခန့်အပ်တာဝန်ပေးလိုက်ပြီးဖြစ်တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကနေထုတ်ပြန်ထားခဲ့ပါတယ်လက်ရှိချိန်မှာမြန်မာလေရေးစင်မြတ်သမီးတင်ရဲ့နီးပြချုပ်ဖြစ်လာခဲ့တဲ့ဂျပန်နိုင်ငံသားနီးပြကတော့အသက်46နှစ်အရွယ်ဂျပန်နိုင်ငံသားနီးပြကာတိုဖြစ်ပါတယ်သူက AFC Pro License ရရှိထားတဲ့နီးပြတအုပ်ဖြစ်ပြီးတော့ဂျပန်ဘောလုံးလောကမှာအပြင်ထိုင်းဘောလုံးလောကမှာလည်းကျင်လည်ခဲ့မှုတဲ့နီးပြတအုပ်ဖြစ်ပါတယ်ကုတိုကထိုင်းဘောလုံးလောကမှာလက်ထောက်နီးပြတက္ကနီကယ်ဒရိုက်တာအစရှိတဲ့ယာရိုးတွေနဲ့ကျင်လည်ခဲ့တဲ့နီးပြတအုပ်ဖြစ်ပြီးတော့ထိုင်းလေရေးစင်မြို့သမီးတင်းရဲ့လက်ထောက်နီးပြဖြစ်တာဝန်ယူခဲ့ပြီးထိုင်းလေရေးစင်မြို့သမီးတင်းကိုအောင်မြင်မှုတချို့ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်ကုတိုကသူ့ရဲ့နီးပြဘဝတက်တန်းတစ်လျှောက်မှာနီးပြချုပ်ရာထူးကိုတစ်ခါမှမထမ်းဆောင်ခဲ့ဘူးတာကြောင့်မြန်မာလေရေးစင်မြို့သမီးတင်းရဲ့နီးပြချုပ်ဖြစ်ထမ်းဆောင်ရမှာသူ့အနေနဲ့မြန်မာမြို့သမီးတင်းကိုအောင်မြင်အောင်စွမ်းဆောင်နိုင်မလဲဆိုတာကတော့အချိန်ပေးစောင့်ကြည့်သွားရမှာဖြစ်ပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့စောင့်ကြည့်သွားရမယ်မြန်မာလေရေးစင်မြို့သမီးတင်းရဲ့နီးပြချုပ်ကြောင်းနဲ့နောက်ဆုံးရရှိထားတဲ့မြန်မာဘောလုံးသတင်းတွေအကြောင်းကိုစူးစီးတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်